ချုံနေရှိသားနွေကြောက်ရွံ့ရည်သားနွေတယောက်ထဲနေကိုကြော်ဖြတ်အားလေးငယ်နေညချေနွေရဲ့အိမ်မတွေမခွေခံစားချက်တွေဒီအလွမ်းမပေးခဲ့ယုံကြည်ရရင်ခွေမဲ့သောနှလုံးသားမှာတရားရနာချင်တဲ့စိတ်ချစ်တော့ပေါ်ခဏရဲ့ဆိုရကောင်းပြောကလေးချိန်တိုင်းတိုင်းမြေလေးတရားများနဲ့တေကလွန်နေမယ်ဒါပေမဲ့လေးချစ်ခွေချစ်ထွန်းနေပြန်လေတွေ့ကြဖို့တော့မဖြစ်နိုင်နဲ့တို့တိတ်လွန်လို့